ရက်နေ့ကမလေးရှားနိုင်ငံသူ DJ တယောက်တစ်ဖြစ်လဲပန်ငါမင်းသမီး Mrs. P တင်ခဲ့တဲ့ခမင်းစွန်းဆိုပြီးပန်ငါတီးတဲ့ဗီဒီယိုကြော်ညာတစ်ခုတက်ခဲ့ပြီးတဲ့နောက်မှာမြန်မာနိုင်ငံကအွန်လိုင်းစုံနှောင်းတွေအကြားမှာပေါ်လော်ရက်စရာသတင်းတစ်ပုဒ်ဖြစ်လို့လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Mrs. P တင်ခဲ့တဲ့ကြော်ညာဓာတ်ပုံတွေကမြို့သားတယောက်ဆောင်ဟာ Project K မန်ဘာဟောင်း Morris ဖြစ်ခဲ့တဲ့ဆိုတာကိုခန္ဓာကိုယ်အချိုးအစားစပင်ပုံစံတက်တူးစားတာတွေကိုခြေရာခံပြီးဖော်ထုတ်သိရှိသွားခဲ့ကြတာမို့ပါ။ Project K ဆိုတာ2016ခုနှစ်ဩဂတ်လမှာစတင်ဖွဲ့စည်းခဲ့တဲ့မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော K-pop style boy band အဖြစ်ကြော်ကြားခဲ့ပါတယ်။ Project K တဲ့က K ဆိုတာ King ကိုရီးယားနဲ့ K-pop ကိုရည်ညွှန်းဆိုလိုတာဖြစ်ပြီးအဖွဲ့ဝင်တွေအားလုံးဟာကိုရီးယားလူမျိုးတွေရဲ့အပြင်စင် fashion နဲ့ design တွေကိုအတတ်နိုင်ဆုံးတူအောင်ကူးချဖွဲ့စည်းထားခဲ့ကြပါတယ်။အဖွဲ့ဝင်တွေအနေနဲ့ Triplet, William Thun, ဖုန်းနေမင်းခန့်, Morris, ဖုန်းနေလင်းခိုင်, Mickey, J Dragon, ထပ်ဖုန်းနိုင်, ချမ်းမြေ့ဦး, မင်းခန့်ဟိန်ဟိန်းရနဲ့တဦးတဲ့အကသမားရဲရင်တော်တို့သည်ပူပေါင်းပါဝင်ခဲ့ကြပြီး Project K ဆိုတဲ့ဘန်းကိုဖွဲ့စည်းခဲ့ကြတာပါ။အဲဒီနောက်2016အောက်တိုဘာလ10ရက်နေ့တွင်ကိုရီးယားနိုင်ငံဆိုးမြို့၌ကျင်းပသော K-pop cover dance festival ပြိုင်ပွဲတွင်ဒုတိယဆုရရှိခဲ့ပြီးအဲဒီချိန်ကစပြီးလူသိများခဲ့ကြပါတယ်။မြန်မာပြည်သက်သက်မမှတ်ဖြစ်ခဲ့ကြတဲ့တခြင်းဆိုရင်တော့အစောတော်လွှမ်းမိုးရဲ့ရန်ကုန်သားလေးကျွန်တော်တခြင်းကိုအကားနဲ့တွက်ဆက်ပြီးတယောက်တစ်ချောင်းဝိုင်းဆိုခဲ့ကြတဲ့အပုပ်လေးရဲ့လို့ပြောရမယ်ဆိုရင်မမှားပါဘူး။အဲဒီနောက်လူသိများတယ်လို့မများတယ်လို့အောင်မြင်တယ်လို့မအောင်မြင်တယ်လို့နဲ့လှိမ့်တိမ်ပတ်တက်နဲ့အမျိုးမျိုးဖြတ်တန်းခဲ့ကြပြီးတဲ့နောက်2022ခုနှစ်ဇူလိုင်လထဲမှာတော့ Project K အဖွဲ့ဝင်ဖြစ်သူ Morris နဲ့ဇနီးဖြစ်သူတို့ကတိမ်ပေါင်းတောင်းချီလိမ့်လဲပြီးမလေးရှားနိုင်ငံကိုထွက်ပြေးသွားခဲ့ကြပြီဆိုတဲ့သတင်းတစ်ပုဒ်ကဆိုရှယ်မီဒီယာမှာပြန့်နှံ့ခဲ့လို့ Project K page ကလည်းအတိပေးကြေညာခြင်း Project K ရဲ့ member တဦးဖြစ်တဲ့ Morris ဟာကိုရေးကိုရာကိစ္စကြောင့်လွန်ခဲ့တဲ့တလကျော်လောက်ကစပြီးမိမိသဘောဆန္ဒအရအဖွဲ့ဝင်အားလုံးရဲ့သဘောတူညီမှုနဲ့ Project K အဖွဲ့ရဲ့ member ဖြစ်မှရက်စဲလိုက်ကြောင်းဝန်ထမ်းစွာအသိပေးကြေညာအပ်ပါသည်ခင်ဗျာဆိုပြီးထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါအပြင်အခြားလူပုဂ္ဂိုလ်အသီးသီးက Morris ဟာသူတို့စီကနေငွေသိန်းရာချီထောင်ချီလိမ်ယူသွားခဲ့ပြီးထွက်ပြေးသွားခဲ့ကြောင်း Facebook မှာ post တင်ပြီးပြည်သူလူထုကိုဖွင့်ဟထုတ်ပြန်ခဲ့ပါတယ်။ဒါကတော့ Project K မန်ဘာဟောင်း Morris ရဲ့ပန်ငါတီးတန့်ကားအပြရိုက်ကူးရတဲ့ဘဝကိုရောက်သွားခဲ့ရတဲ့ပုံစပါပဲအခုဒီဗီဒီယိုလေးမှာတော့ Morris တယောက်လူလင်ဘဝကိုရောက်သွားခဲ့ပြီးတဲ့နောက်ပတ်စံပေါ်သုံးကျင်နဲ့မော်ကြွားကျင်နဲ့ပတ်စံရဖို့နာမည်ကြီးဖို့ဘာမဆိုလုပ်မယ်ဇိမ်ခံလူနေမှုဘဝရဖို့ဘာမဆိုလုပ်မယ်ဂုံတိတ်ခါဘာမှမထက်တွက်ဘူးဆိုတဲ့ Morris ရဲ့ဇလန်းလေးနဲ့အတူသင်ခန်းစာယူစရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ခုနားတော်သားစဉ်ကြည့်ရှုခန်းစားနေကြရတာကတော့ဘာမီမီဒါဗတ်စကတင်ဆက်ပေးနေတဲ့ဗီဒီယိုကွန်တက်လေးပဲဖြစ်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ Morris ဟာ2022ခုနှစ်မှာခန်းခန်းနာနာမင်္ဂလာဆောင်အကြီးကျယ်လုပ်ခဲ့ပြီးတဲ့နောက်လပိုင်းလောက်ကြာမှာပဲငွေကြေးသိန်းတောင်းချီလိမ်လည်မှုကြီးလုပ်ပြီးထွက်ပြေးသွားခဲ့ကြောင်းသတင်းတွေတက်ခဲ့တာပါ။လူတစ်ယောက်ကိုအများဆုံး300ကနေ300ချီပိုင်းခန်းအထိလိမ်လည်ချင်းယူခဲ့တာဖြစ်ပြီး Project K အဖွဲ့ခေါင်းဆောင်ချမ်းမြေ့ဦးကတော့ဒီအလိမ်စက်ကွင်းထဲကနေမကင်လွတ်ခဲ့ပါဘူး။ချမ်းမြေဦးက Facebook ပေါ် post တင်ပြီးတငယ်ချင်းအရင်ကြီးရဲ့လိမ်လည်မှုကိုခံခဲ့ရပြီး300ဆုံးရှုံးခဲ့ကြောင်းစိတ်မကောင်းဖွယ်ရာရင်ဖွင့်ချပြခဲ့ပါတယ်။ဒီရေးထားတဲ့ post ကဒီလိုဘသူထင်မှလဲကိုတငယ်ချင်းအရင်ကြီးတယောက်ကဒီလိုမျိုးလိမ်ပြီးထွက်ပြေးသွားလိုက်မယ်ဆိုတာကိုထိုင်းကိုရောက်ပြီးနောက်ပိုင်းမှာမိဘစီကနေလဲလက်ဖြတ်မတောင်းချင်လို့ကျွန်တော်ကားလေးရောင်းပြီးကျွန်တော်ဟာကျွန်တော်အေးအေးချမ်းချမ်းနဲ့အလုပ်လုပ်နေတာပါ။တခုသိစေချင်တာကကျွန်တော်ငွေတိုးချီးစားသူမဟုတ်ပါဘူး။ငွေလေးခဏလွှဲပေးထားပါ။မနှက်ပြန်ချက်ချင်းပြန်ထည့်ပေးပါမယ်ဆိုလို့တငယ်ချင်းရဲ့အမျိုးသမီးဖြစ်နေတာကိုမိဘတွေလည်းကောင်းကောင်းမွန်မွန်နဲ့ကလို့ထင်ခဲ့မိတဲ့အတွက်ယုံကြည်စွာနဲ့ပဲငွေလွှဲပေးလိုက်တာပါနောက်ရက်ကျတော့အကြောင်းပြချက်မျိုးစုံတွေပေးပြီးငွေပြန်မလွှဲပေးတော့ပါဘူးနောက်ရက်သူ့မေနှင်းအစလီရဲ့မိခင်ဖုန်းဆက်ပြီးဆက်လိုက်နဲ့ဟုတ်ပါတယ်ကျွန်တော်ငွေသိန်း400ကျော်အလိမ်ခံလိုက်ရတာပါကျွန်တော်ဒီ post တင်ရခြင်းကကျွန်တော်ငွေပြန်ရဖို့ထက်ဆိုင်ရင်နောက်လူတွေဆက်အလိမ်မခံရအောင်ပါရလိုက်တဲ့သင်ခန်းစာကတော့ဘလောက်ကြီးပဲယဉ်နီးနေပါစေအလူတန်းနဲ့ဖျားတရားတွေလုံးနေပါစေဆွေကြီးမျိုးကြီးတွေကဖြစ်နေပါစေမယုံကြည်ဖို့ပါပဲခဏတာလင်လို့ရတဲ့ငွေတွေနဲ့ဘလောက်ကြကြစားလို့ရမှာလဲတသက်တာလှုပ်စားလို့မရတော့တဲ့မင်းရဲ့ဘဝခီးတာယာဖြောင်မြူးပါစေတငယ်ချင်းစကျွင်းအဖွဲ့သားတွေအားလုံးစီကငွေတွေပါအလိမ်ခံလိုက်ရတာပါနော်အဲ့ဒီတဲကမှကျွန်တော်ကအများဆုံးအလိမ်ခံလိုက်ရတာပါလို့သူ့ရဲ့လူမှုကွန်ရက်ကနေအခုလိုရေးသားခဲ့တာဖြစ်ပါတယ်ဒါအပြင်သစင်ထုံးဆိုတဲ့အမျိုးသမီးတယောက်ကလည်းProject K member PK မင်းချစ်သူကိုတက်တွဲလို့ကျမစီကလိန်သွားတဲ့ပတ်စံတွေနဲ့မင်္ဂလာတွေအကြီးကျယ်ဆောင်ကြတာနော်လူတိုင်းအားကြရတဲ့မင်္ဂလာပွဲပေါ့ကျမတယောက်တည်းအလိန်ခံလိုက်ရတာမဟုတ်ဘူးတခြားပါသွားတဲ့အမားတွေလည်းအများကြီးရှိပါတယ်ဆိုပြီးဖွင့်ဟပြောဆိုခဲ့တာကိုလည်းမြင်ခဲ့ရပြန်တယ်။ Morris လိန်လည်းပတ်ချေးထားတဲ့ငွေပမာဏအားလုံးကိုစုပေါင်းတွက်ချက်လိုက်မယ်ဆိုရင်ငွေအားလုံးဟာ3000ကျော်ပမာဏအထိရှိတာကြောင့်
2022ခုနှစ်ကအွန်လိုင်းပေါ်မှာရေပန်းစားခဲ့တဲ့ငွေကြေးအမြောက်များလိမ်လည်မှုတစ်ခုအဖြစ်နာမည်ကြီးခဲ့ပါသေးတယ်။ဒီလိုလိမ်လည်မှုကြီးကျူးလွန်ခဲ့ပြီးတဲ့နောက်မှာတော့မလေးရှားနိုင်ငံကိုသွားရဲဆိုတဲ့သတင်းစာနာတာရခဲ့ပြီးလုံးကိုလူမြင်ကွင်းကပျောက်လို့နေခဲ့ပါတယ်။သူ့ကိုအမှတ်မထင်မြေခဲ့လိုက်ရတယ်ဆိုတဲ့ဒူဘိုင်းမှာအလုပ်လုပ်နေသူစင်ကာပူနိုင်ငံမှာအလုပ်လုပ်နေသူအချို့ကတော့သူကဒူဘိုင်းမှာဇိုမအကနီးပြလုပ်နေတယ်။စင်ကာပူကကလပ်တစ်ခုမှာအမျိုးသားအဖော်ချို့အကတစ်ဖွဲ့လာတော့အဖွဲ့ထဲမှာသူပါလာခဲ့တယ်။အစရှိတဲ့ဖြင့်အမျိုးမျိုးတစုံတစမြင်လိုက်ခဲ့ကြပုံကိုပြန်ပြောင်းပြပြကြပါတယ်။အဲ့ဒီမှာလူတွေတွေးကြတာကမြန်မာငွေ3,000ချီပိုက်ပြီးလိမ်မြင်းသွားတဲ့လူတစ်ယောက်ကနိုင်ငံခြားမှာရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ပြီးအေးစစ်စစ်လောက်ကင်စားတောင်းနေလို့မရဘူးလား။အရှက်နဲ့သိခါကိုရင်းနှီးပြီးခန္ဓာကိုယ်ပြစားရတဲ့အဖော်ချို့ယောက်ျားဘဝကိုရောက်သွားเสียရလို့လား။စသဖြင့်ပါတယ်။ဒီချက်ကိုအတွင်းသီးတွေရဲ့ပြောပြချက်အရဒီလိုပေါ့နေပေါ့စားပြီးဘော်ကြော်လေးသာအလှပြလို့နေတတ်တာရဲ့ငွေအချိုးချောင်းအလွယ်ရဖို့ဖြက်လန်းလောက်ပဲလိုက်တတ်တာရဲ့အတုံးဖြုံးကြည့်ပြီးကြောဝါတက်တဲ့လူနေမှုပုံစံတွေရဲ့စတာတွေကြောင့်လက်ထဲငွေဘလောက်ရှိကြကြခံနိုင်မှာမဟုတ်ဘူးသူစရိုက်အရာဆိုရင်ရှိရင်ရှိသလိုကြောဝါဖို့တုံးဖြုံးဖြစ်တာအခုလောက်ရှိငွေတွေကုန်ရောပေါ့ဆိုပြီးသုံးသက်ပြကြပါတယ်အဲဒီနောက်မှာတော့အော်တိုဘာလ1ရက်နေ့မှာ Mrs. P တင်နဲ့ပန်ကာတီးတန့်ကားပြလေးမှာပါဝင်တရုပ်ဆောင်မဲ့မင်းသားအဖြစ်မြင်ကြရတော့တာပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးအွန်လိုင်းသုံးစွဲသူတွေကမှတ်ချက်အမျိုးမျိုးပေးခဲ့ကြတာကလည်းစိတ်ဝင်စားစရာပါပဲတည်တဲ့အရင်ဖြစ်တဲ့ကိစ္စတွေရောဒါပေမဲ့သူများအကြောင်းကတီတိုင်းပြောလို့မကောင်းဘူးလေလူတိုင်းမှာသူ့အကြောင်းနဲ့သူရှိတယ်ကောင်းတာလို့မကောင်းတာလို့သူတို့ကိုယ်တိုင်အကျိုးဆက်ကိုခံရမှာသူတို့မိသားစုရဲ့သူတို့အတိုင်းဝိုင်းရဲ့လည်းခံရတာပဲဒါပေမဲ့ဒါကိုကိုကဖောက်တဲ့ချနေအဲ့အာကုတို့ကိုကယူနေတာပါငါတော့သူများမကောင်းကြောင်းမပြောရဲဘူးမပြောဝံ့ဘူးပြောပါများရင်တော့ကခံရမှာစိုးရိမ်မိအကျွေးတွေယူမင်္ဂလာဆောင်အနုပညာရှင်အချင်းချင်းလဲပတ်ချီလုပ်ဖို့ကိုင်ပတ်အချင်းချင်းလဲပတ်ချီပြီးပြေးသွားတဲ့အမွှာတွေကတယောက်နေမယ်ပန်ကာတီးတန့်ထောင်ပြီးငွေရှာနေပြီထင်တယ်သူတို့ကပတ်စံပေါ်သုံးကျင်တယ်မော်ကြွားကျင်တယ်အဲ့ဒါကြောင့်ဂုံတိတ်ခါဘာမှမထက်တော့ဘူးပတ်စံရဖို့နာမည်ကြီးဖို့ဘာမဆိုလုပ်မယ်သူ့ဘဝနဲ့သူ choice ပေါ့လမ်းမတာမဟုတ်ဘူးသူကအဲ့ဒီလမ်းလျှောက်ဖို့ကိုလိုချင်းသူ့ဘာသာရွေးချယ်ထားတာရိုးလမ်းလျှောက်ချင်သူကရိုးလျှောက်ဆန်းပြလျှောက်ချင်သူကစမ်းပြသူ့ဝါသနာသူ့ဗီဇာအရာရောက်နေတဲ့လမ်းပါသူကိုသူတော့လမ်းမတယ်မထင်ဘူးတာမန်လူတွေအမြင်ကတော့မှားနေတယ်ပေါ့အစရှိသဖြင့်မျိုးစုံဝေဖန်သုံးသပ်နေခဲ့ကြတာကိုမြင်ရပါတယ်မိတ်ဆွေတို့ကရောဘယ်လိုထင်ပါသလဲအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗာမီမီဒီယာဗာစ်ပါ